မင်္ဂလာပါ Special Entertainment မှာကြိုဆိုပါရစေဒီတစ်ခါမှာတော့အာရလာနိုင်ငံရဲ့မြို့တော်ဖြစ်တဲ့တပ်ပလင်မြို့ရဲ့အကြောင်းကိုဝေမျှချင်ပါတယ်အရင်ဆုံးကျွန်တော် channel ကို like and subscribe လုပ်ပေးကြဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာတပ်ပလင်မြို့ဟာဥရောပတိုက်အနောက်မြောက်ဘက်ရှိအာရလန်ကျွန်းမှာတည်ရှိပါတယ်အာရလန်ကျွန်းရဲ့အရှေ့ဘက်ကာယတာလီဖီမြစ်ရဲ့မြစ်ဝမှာတည်ရှိပြီးတပ်ပလင်မြို့ကိုမြောက်ဘက်နဲ့တောင်ဘက်ဆိုပြီးတော့နှစ်ပိုင်းခြားထားပါတယ်။ဒါပြင်အာရလန်ပင်လယ်ရဲ့အစိပ်ပိုင်းတစ်ခုဖြစ်တဲ့တပ်ပလင်ပင်လယ်ကွင်းလေးထိစပ်နေပါတယ်။အရှေ့ဘက်မှာဆိုရင်အာရလန်ပင်လယ်နဲ့တောင်ဘက်မှာဆိုရင်ပင်လယ်တောင်တန်းများရှိပါတယ်။ဖိန်ကောင်းနဲ့တောင်တပ်ပလင်စတဲ့ကောင်စီနယ်မြေများလည်းရှိပါတယ်။ Trinity College ဟာ1592ခုနှစ်မှာတည်ထောင်ခဲ့ပြီးတော့အာရလန်နိုင်ငံရဲ့အဓိကသမိုင်းဝင်တက္ကသိုလ်တစ်ခုပဲဖြစ်ပါတယ်။ကိုရာဆိုခါကလက်ရမှုဖြင့်ရေးသားခဲ့တဲ့ကဘာကျော်ခရစ်ယာန်ကျမ်းစာမှုနဲ့ခန္ဓာလှတဲ့ long long စာကြည့်သားကြီးလည်းရှိပါတယ်။ Guinness တုပ်ဟောက်ဟာအာရလန်နိုင်ငံရဲ့မြို့သားကောင်ဆောင်ကဘာကျော်Guinness ဘီယာထုတ်လုပ်ရာမူလစက်ရုံဟောင်းကြီးဖြစ်ပါတယ်။ဘီယာချက်လုပ်ပုံသမိုင်းကြောင်းများကိုလေ့လာနိုင်ပြီးတော့အပေါ်ဆုံးထားရှိ Gravity ဘာမှတစ်စိတ်တပ်ပလင်မြို့ရဲ့360ဒီဂရီမြင်ကွင်းကျယ်ကိုကြည့်ရှုနိုင်ပါတယ်။တပ်ပလင်ရဲသားဟာ73ရာစုကတည်းကတည်ရှိခဲ့တဲ့သမိုင်းဝင်ရဲသားကြီးဖြစ်ပြီးဗြိတိရှအုပ်ချုပ်ရေးရဲ့ဗဟိုဌာနချုပ်ဖြစ်ခဲ့ဖူးပါတယ်။လက်ရှိမှာတော့နိုင်ငံတော်စိတ်ခန္ဓာများနဲ့ဧည့်သည်တော်များဧည့်သည်ပွဲများအတွက်အသုံးပြုကြပါတယ်။စာပတ်ထရိတ်ကက်သလစ်ဖျားเจ้าဟာ1191ခုနှစ်မှာတည်ဆောက်ခဲ့ပြီးတော့အာရလန်နိုင်ငံရဲ့အကြီးဆုံးဖျားเจ้าကြီးဖြစ်ပါတယ်။ဘိတုကလက်ရာများလှပဆန်းသစ်ပြီးသမိုင်းဝင်တန်ဖိုးကြီးမားပါတယ်။တံပယ်ဘာရက်ကွက်ဟာတပ်ပလင်ရဲ့ယဉ်ကျေးမှုနဲ့စိတ်လန်းဆိုပြရာချက်ချာနေရာဖြစ်ပါတယ်။အာရလန်ရိုးရာဂီတစသောဆိုင်များနဲ့ရိုးရာပဲ့များနဲ့အစီအမြဲစီကားနေတဲ့နေရာတစ်ခုဖြစ်ပါတယ်။ဖီနီပန်းချာဟာဥရောပရဲ့မြုပ်သင်းပန်းချာများနဲ့အကြီးဆုံးထဲမှာပါဝင်နေပြီးတော့ဧက1950ကျော်ကျယ်ဝန်းပါတယ်။ပန်းချာအတွင်းမှာဆိုရင်တမင်တွေကိုလွတ်လွတ်လပ်လပ်တွေ့မြင်နိုင်ပြီးတော့တပ်ပလင်သက်ဆိုင်ရုံလေးရှိပါတယ်။တပ်ပလင်မြို့မှာဆိုရင်သမိုင်းဝင်အဆောက်အအုံများယဉ်ကျေးမှုဆိုင်ရာနေရာများနဲ့ပန်းဖြေစရာနေရာပေါင်းများစွာရှိပါတယ်။တပ်ပလင်မြို့ဟာလက်ရှိမှာတော့ဥရောပရဲ့နည်းပညာလို့တင်စားခေါ်ခံရတဲ့အထိနည်းပညာနဲ့ဗန္ဒာရေးကဏ္ဍများနဲ့အရှိန်ဟုန်တိုးတက်နေပါတယ်။နည်းပညာနဲ့ကော်ပိုရေးရှင်းများဟာအာရလာရဲ့နိုင်ပါတဲ့ကုမ္ပဏီဝင်ငွေခွန်ကြောင့်ကမ္ဘာထိပ်တန်းနည်းပညာကုမ္ပဏီကြီးများရဲ့ဥရောပဌာနချုပ်ဖြစ်တပ်ပလင်ကိုရွေးချယ်ကြပါတယ်။ထိပ်တန်းကုမ္ပဏီများဖြစ်တဲ့ Google, Facebook, Microsoft, Apple နဲ့ TikTok တို့ရဲ့စက်ရုံရုံးချုပ်များဟာတပ်ပလင်မြို့မှာပဲခြေစိုက်ထားကြပါတယ်။ဘန္ဒာရေးနဲ့ဝန်ဆောင်မှုကဏ္ဍဟာတပ်ပလင်မြို့ရှိ International Financial Service Center ဟာဆိုရင်ကမ္ဘာထိပ်တန်းဘဏ်ကြီးများအာမခံကုမ္ပဏီကြီးများနဲ့ယင်းနှိမ့်မြတ်နာမှုရန်ပုံငွေများစုဝေးရာဖို့ချက်ဖြစ်ပါတယ်။ရုရှားရဲ့အကျိုးသက်ရောက်မှုဟာဗြိတိန်နိုင်ငံဥရောပသမဂ္ဂမှနောက်ထပ်ခဲ့ပြီးနောက်ဘန္ဒာရေးနဲ့ဥပဒေရေးရာလုပ်ငန်းများစွာဟာလန်ဒန်မှတပ်ပလင်သို့ပြောင်းရွှေ့အခြေစိုက်ခဲ့ကြပါတယ်။ဆေးဝါးနဲ့ဇီဝနည်းပညာဟာဆိုရင်လေအာရလန်မှာကမ္ဘာအဓိကဆေးဝါးထုတ်လုပ်တင်ပို့တဲ့နိုင်ငံများနဲ့တစ်ခုဖြစ်ပြီးတော့ကမ္ဘာကျော်ဆေးဝါးကုမ္ပဏီကြီးများရဲ့ထုတ်လုပ်မှုနဲ့သုတေသနစက်ရုံများတပ်ပလင်နဲ့အနီးတစ်ဝိုက်မှာရှိပါတယ်။ဟီတော်လုပ်ငန်းနဲ့ပညာရေးဟာဆိုရင်တစ်နှစ်ရေကမ္ဘာ့ဟီတဲ့တန်ပေါင်းများစွာကိုဆွဲဆောင်နိုင်ခြင်းမှာမြို့ရဲ့လေကြောင်းဟော်တယ်နဲ့စားသောက်ဆိုင်လုပ်ငန်းများကိုလည်းများများအထောက်အကူပြုပါတယ်။ဤသွင်းမြေတက္ကသိုလ်များတည်ရှိနေခြင်းကြောင့်လည်းနိုင်ငံတကာကျောင်းသားများလာရောက်ပညာသင်ယူကြပြီးတော့ကျွမ်းကျင်လောက်သားအင်အားစုကိုစင်စိတ်မပြတ်ထောက်ပံ့ပေးရရှိပါတယ်။တပ်ပလင်မြို့ဟာဆိုရင်ရှေးဟောင်းဗိတုကာလက်ရာများ
ရိုးရာယဉ်ကျေးမှုများနှင့်ခေတ်မီနည်းပညာဘဏ္ဍာရေးလုပ်ငန်းများဟာမူတည်ကြကြပေါင်းစပ်ထားတဲ့ဥရောပရဲ့အဓိကစီးပွားရေးစိမ်းလန်းဆိုပြေရာမြို့ကြီးမြို့ဖြစ်ပါတယ်။ဒါကြောင့်အိုင်ယာလန်နိုင်ငံရဲ့မြို့တော်ဒဗလီမြို့ဟာဆိုရင်ရှေးဟောင်းသမိုင်းဝင်ယဉ်ကျေးမှုအမွေအနှစ်များနှင့်ခေတ်မီစံတည်နေတဲ့စီးပွားရေးလုပ်ငန်းများပေါင်းစပ်တည်ရှိရာဥရောပရဲ့ထင်ရှားကျော်ကြားနေတဲ့မြို့ကြီးတစ်မြို့ပဲဖြစ်ပါတယ်။ကြည့်ရှုတော်လိုခြင်းမဲ့တို့ချင်းစီကိုကျွတ်ဆုပ်ထုတ်တင်ပါတယ်ခင်ဗျာ။နောက်ဗီဒီယိုမှာပြန်လည်ဆောင်တွေ့ကြပါမယ်ခင်ဗျာ။